4 မီတာ400မြင့်တဲ့ကြောက်ကမ်းပါးပေါ်ကနေခုန်ချလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့တောင်ပံတွေကကောင်းကင်ကိုအမိမဖမ်းနိုင်သေးပါဘူးဒါဟာအသက်ရှင်ရေးနဲ့တေဆုံးရေးအတွက်တိုက်ပွဲတစ်ခုဖြစ်ပြီးကျွန်တော်မှာရွေးချယ်စရာတစ်ခုတည်းသာရှိပါတယ်ကျွန်တော်ဟာဂရင်းလန်းကျွန်းရဲ့ကြောက်ကမ်းပါးပေါ်ကအမွှေးပွားပွားလေးနဲ့ဝင်းကနီးငှက်ငယ်တစ်ကောင်ဖြစ်ပြီးဦးထဲကနေထွက်လာတာနားရီအနှဲငယ်ပဲရှိပါသေးတယ်ကျွန်တော်ရဲ့အောက်မှာအေးခဲနေတဲ့ကြောက်ဆောင်တွေနဲ့ရှေ့မှာ400မီတာနဲ့တဲ့ကြောက်ကမ်းပါးကြီးရှိနေပါတယ်မေကကမ်းပါးပေါ်မှာရန်သူတွေမရောက်နိုင်တဲ့နေရာမှာကျွန်တော်တို့ကိုမွေးဖွားပေးခဲ့ပေမဲ့အခုတော့အဲ့ဒီနေရာဟာကျွန်တော်အတွက်ထောင်ချောက်တစ်ခုဖြစ်လာပါပြီလေပြင်းကကျွန်တော်ရဲ့အမွှေးတွေကိုဓာတ်နဲ့လိသလိုတိုက်ခတ်နေပါတယ်ခုံချမှာပဲဖြစ်မယ်မဟုတ်ရင်ဒီမှာပဲငတ်တေးရပါမယ်ဖေဖေပြောပြတာကတော့တတရာရဲ့လွင်ပြင်စိမ့်စိမ့်လေးဟာ3ကီလိုမီတာအကွာမှာရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ခွန်အားကတော့36နာရီစာလောက်ပဲကျန်ပါတော့တယ်ညီကိုမောင်နှမတွေကလည်းကြောက်ကမ်းပါဆုံးမှာတုံရင်နေကြပါတယ်အမေကတမင်တကာပြန်ထွက်သွားခဲ့တာပါဘာလို့လဲဆိုတော့အမေအတိုင်နာမှာဆက်ရှိနေရင်ကျွန်တော်တို့ဘယ်တော့မှခုံချဝန်းကြမှာမဟုတ်လို့ပါဒါဟာဝင်းကနီငှက်တွေရဲ့ရက်ဆက်တဲ့မေတ္တာတရားပါပဲမိခိုနေတာတွေကိုဖျက်တောက်မှသာမွေးရပါဆွဲလုံးလာတွေနိုးထလာနိုင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အကိုအကြီးဆုံးခုံချလိုက်တုန်းကကျွန်တော်ရင်တွေတထိတ်ထိတ်နဲ့ဖြစ်သွားခဲ့ပါတယ်သူ့ရဲ့ပေါ်ပါတဲ့ကိုခန္ဓာဟာလေထဲမှာလွင့်ပြန်ပြီးကြောက်ဆောင်ဆုံးပေါ်ကိုကြားရောက်သွားခဲ့ပါတယ်အမွှေးတွေကပန်းပွင့်ဖက်တွေလိုလွတ်ထွက်သွားပြီးနှစ်ချက်လောက်တွန့်သွားပြီးနောက်မှာလုံးဝမလုပ်တော့ပါဘူးရာဘင်ငက်မဲကြီးရဲ့အရိပ်ကဖြစ်ပြန်သွားပြီးနှွေးထွေးနေသေးတဲ့သူ့ရဲ့ကိုခန္ဓာကိုဆွဲယူသွားခဲ့ပါတယ်အမေကလေလိုအရှိန်နဲ့ဆင်းသက်လာပေမဲ့အမြောက်မွေးတပင်ကိုပဲလူလိုက်နိုင်ခဲ့ပါတယ်အမေရဲ့ငိုကြွေးတန်တွေကြားထဲမှာပဲကျွန်တော်ရဲ့ဒုတိယအမကလည်း6ထဲကိုခုန်ဆင်းသွားခဲ့ပါတယ်။တေချင်းတရားကိုမျက်နှာချင်းဆိုင်မှုဘယ်တော့မှမတွန့်ဆုတ်ကြပေမဲ့အားစိုက်ထုတ်မှုတိုင်းကအဆင်ပြေခြင်းမှပြေမှာပါသူ့ရဲ့ကိုယ်ခန္ဓာကကြောက်ကြားထဲမှာညက်နေခဲ့ပြီးမျက်မှောက်ခေါင်းပါမှုရဲ့ဒဏ်ရာဒဏ်ချက်တွေကသူ့အသက်ကိုနှိမ့်ကွေးစွာချုပ်ငိမ့်သွားစေမှာပါ။ရိုင်းနဲ့ပဲအဆုံးဘက်ကိုတိုးသွားပြီးလေထဲကိုခုန်ချလိုက်ပါတယ်။မုံတိုင်းလေကကျွန်တော်ရဲ့အမွှေးတွေကိုတိုက်ခတ်နေပြီးကတုံးပေါ်နေတဲ့တောင်ပံတွေနဲ့အသေးတန်ခတ်နေရပါတယ်။ကြောက်ဆောင်တွေကအရှိန်ဟုန်နဲ့နီးကပ်လာပြီးကျွန်တော်ရဲ့ဘဲဘက်တောင်ပံကချွန်ထက်တဲ့ကြောက်နေရန်ကိုဝင်တိုက်မိကဘော်တုံးတစ်လုံးလိုလွင့်စင်သွားပါတယ်။ပြန်ကျလာတဲ့အခါဘိုက်ကိုကာကွယ်ဖို့ကိုကွေးလိုက်ပါတယ်။ဒါဟာအသက်ရှင်ဖို့အတွက်အဓိကတော့ချက်ဖြစ်ပြီးပျော့ပျော်တဲ့ဘိုက်ကတိုက်မိတာကိုတက်တာစေနိုင်ပါတယ်။ကြောဘက်နဲ့ကြာရင်တော့တေချာပေါက်တေဆုံးမှာပါ။တတိယအကြိမ်တိုက်မိတဲ့အခါမပျော်သေးတဲ့နှင်းတွေတဲကိုလိမ့်ဆင်းသွားပါတယ်အေးဆက်တဲ့လေတွေကနှာခေါင်းထဲကိုဝင်ရောက်လာပြီးကိုခန္ဓာကထိမ့်မနိုင်သိမ့်မရလိမ့်နေပါတယ်ဖေဖေကအနားကိုအမြန်ရောက်လာပြီး trap ဖို့တိုက်တွန်းပါတယ်နောက်ဆုံးတော့လိမ့်နာရက်သွားပြီးအသက်ရှင်ကြံရစ်ခဲ့ပါပြီဒါပေမဲ့ခန္ဓာကိုယ်ကအလွန်မင်းနာကျင်နေပါတယ်တေဆုံးသွားတဲ့ညီကိုမောင်နှမတွေအတွက်ဝမ်းနဲ့နေဖို့အချိန်မရှိပါဘူးဝင်ရိုးတို့မြေခွေးရဲ့ခြေရာတွေကကျွန်တော်တို့ရဲ့ရှေ့တက်တက်မှာရှိနေပါတယ်ဖေဖေကရှေ့ကနေဥဆောင်ပြလမ်းပြပေးနေပါတယ်ချွန်ထက်တဲ့ကြောက်စရခဲတွေကိုကြော်ဖြတ်လာတဲ့အခါလမ်းကပိုပြားလာပါတယ်လေပြေလေးကကျွန်တော်ရဲ့အမွှေးတွေကိုဖျက်တမ်းတိုက်ခတ်သွားပြီးဒါဟာကျွန်တော်ရဲ့အကူနဲ့အမတို့ရဲ့ဆုလက်လို့ခံစားရပါတယ်ຫນွေဥပေါက်ရဲ့ရေပြင်ကအေးဆက်နေစေဖြစ်ပြီးဘိုက်ထဲမှာနာကျင်မှုတွေတောက်လောင်နေပါတယ်လူတွေကဒါကိုတဘာဝရွေးချယ်မှုလို့ခေါ်ကြပါတယ်သူတို့ပြောတာကကျွန်တော်တို့ရဲ့မျိုးပြည်စာထဲမှာမာကျောမှုတွေပါရှိတယ်လို့ဆိုပါတယ်အမွှေးပွားနဲ့အလေးချိန်ပုတ်ပွားမှုတွေကဖန်ဆင်းရှင်ရဲ့ကျေးဇူးတော်တွေပါပဲဒါပေမဲ့ကျွန်တော်ရဲ့အသက်ရှင်ရည်တည်မှုဟာအံ့ဖွယ်တစ်ခုမဟုတ်ပါဘူးဒါဟာအချိန်ချင်းတိုက်မိပြီးနောက်မှာလက်မလျှော့ပဲဆက်လက်ကြိုးစားတဲ့မာကျောတဲ့အသက်ရှင်လူစိတ်ကြောင့်ဖြစ်ပါတယ်ပြုတ်ကျသွားတဲ့ငှက်ငယ်တိုင်းဟာအသက်ရှင်ကြံရည်သူတွေအတွက်လမ်းပြဆန်နှုံးတွေဖြစ်လာခဲ့ပါတယ်သူတို့ရဲ့အသက်နဲ့ကမ်းပါးနေရန်တွေကိုစမ်းသပ်ခဲ့ကြပြီးနောက်လာမယ့်မောင်နှမတွေကိုခန္ဓာကိုယ်အနေထားဘယ်လိုပြင်ရမလဲဆိုတာတင်ပြပေးခဲ့ပါတယ်ကဘာကြီးကရက်ဆက်တယ်လို့ပြောမယ်ဆိုရင်ဂရင်းလန်းကကြောက်ကမ်းပါးတွေကိုကြည့်လိုက်ပါအဲ့ဒီမှာ